အားလုံးကိုယေရှုခရစ်တော်၏နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။အရောက်ချင်းစီတိုင်းရဲ့ပုံမှာဘုရားသခင်ထံကနေတဘာဝလို့ငြိမ်သက်ခြင်းပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းတက်ရောက်ပါစေလို့ဆုတောင်းပေးပါတယ်။ဆိုတော့ကျွန်တော်ဒီနေ့မှာ devotional နဲ့နေနဲ့ပြန်လည်ပြီးတော့ဝင်ငါခြင်းနဲ့ဒီနှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကတော့တည့်ရဲ့နှလုံးသားကိုစောင့်ရှောက်ပါလို့ကျွန်တော်ခေါင်းစဉ်ပေးထားတာဖြစ်ပါတယ်။ Hallelujah ။ဆိုတော့စာရမဏေကဟောက်သောခြင်းသေးလို့ပဲဘယ်သူကိုဝါမျိုးရမလဲလို့အမြဲတမ်းချောင်းမြောက်ပါတယ်။အထူးဖြင့်တော့တည့်ရဲ့နှလုံးသားကိုတော့ခိုးလို့ပဲသူကခိုးဝင်လာပြီးတော့တင်းရဲ့နှလုံးသားအထဲကိုဖြက်စီးဖို့သူကခိုးဝင်ဖို့အမြဲတမ်းချောင်းမြောင်းနေတယ်ဆိုတော့ပြောပြချင်တယ်။တင်းရဲ့နှလုံးသားတွေကငြိမ်သက်ခြင်းကိုခိုးခြင်းနဲ့ပျော်ရွှင်ခြင်းတွေခိုးခြင်းနဲ့ဝမ်းမြောက်ခြင်းတွေခိုးခြင်းနဲ့ပြီးတော့သူ့စီကနေကြောက်ရွံ့ခြင်းတွေထည့်ပြီးလေတန်တရားတွေထည့်ပြီးလေ။အဲမိတ်ဆွေဒီကာလမှာကျွန်တော်တို့ဟာနှလုံးသားကိုစောင့်ရှောက်ဖို့လိုတယ်။အာမင်။ကျမ်းစာတစ်ချက်ကဒီလိုပြောပါတယ်။သုတ်တန်ခန်းကြီး၄အခန်းငယ်23နှလုံးသည်အသက်ဤအခြေအမြစ်ဖြစ်သောကြောင့်သင်ဤနှလုံးကိုအထူးသဖြင့်စောင့်ရှောက်လောအာမင်ဟာလေလုယာနှလုံးသားဟာအရာအားလုံးထက်အရေးကြီးတဲ့ခန္ဓာတစ်ခုဖြစ်တယ်နှလုံးသားဟာအသက်ရဲ့အခြေအမြစ်ဖြစ်ပါတယ်အာမင်ဒီခါကျမှကျွန်တော်တို့တော်တော်များများသောလူတွေဟာယုံကြည်သူတွေဟာနှလုံးသားစောင့်ရှောက်ဖို့တဲ့ skin care လုပ်တယ်မျက်နှာကိုပဲစောင့်ရှောက်တယ်အပြင်ပန်းမြင်ရတဲ့အရာတွေပဲကျွန်တော်တို့ကဂရုစိုက်တယ်အတွင်းနှလုံးသားကိုကျတော့စောင့်ရှောက်ဖို့မိနေတာကြတယ်။ဒီနေ့မိတ်ဆွေနှလုံးသားကိုစောင့်ရှောက်ဖို့မမိပါနဲ့။တင်းရဲ့နှလုံးသားကိုစာတမန်ကအမြဲတမ်းဖြည့်ဆည်းဖို့ချောင်းတယ်။တင်းနှလုံးသားအထဲမှာရှိတဲ့ယုံကြည်ခြင်းကိုခိုးဖို့ချောင်းတယ်။တင်းရဲ့နှလုံးသားအထဲမှာရှိတဲ့ငြိမ်သက်ခြင်းတွေကိုခိုးဖို့ကြိုးစားတယ်။ဖြည့်ဆည်းဖို့ကြိုးစားတယ်။နှလုံးသားပျက်စီးခြင်းနှလုံးသားပျက်စီးသွားမယ်ဆိုရင်တင်းဘဝတစ်ခုလုံးပျက်စီးသွားမှာဖြစ်တယ်။ဒီနေ့နှလုံးသားမှာအလုံးလုံးတဲ့အပိုင်း၃ပိုင်းရှိတယ်နံပါတ်1ကတော့ thought လို့ခေါ်တဲ့အတွေးခေါ်ဖြစ်တယ်။နံပါတ်2ကတော့ will လို့ခေါ်တဲ့ဆန္ဒဖြစ်ပါတယ်။နံပါတ်3ကတော့ feeling emotion လို့ခေါ်တဲ့ခံစားချက်တွေဖြစ်တယ်။ဒီမဲ့ဒီနေ့ကျွန်တော်အဓိကပြောချင်တဲ့အပိုင်းကတော့ thought ဆိုတဲ့အတွေးခေါ်ဖြစ်ပါတယ်။ကျွန်တော်ရဲ့နှလုံးသားထဲမှာဘာတွေစဉ်းစားမလဲဘာတွေတွေးမလဲဘာတွေကိုနေရာပေးမလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်လို့ရတာဖြစ်တယ်။ကျွန်တော်တို့နေရာပေးလို့ရတယ်။အာမင်ဆိုတော့တင်းရဲ့နှလုံးသားကိုသင်ဆောင်ရှောက်ပါကျမ်းစာဒီကျမ်းစာတုတ်တန်ခန်းကြီး၄အခန်းကြီး23ကိုအင်္ဂလိပ်ကျမ်းစာ Good New Version မှာဘယ်လိုရေးထားလဲဆိုရင် Be careful how you think your life is shaped by your thought လို့ရေးထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘာတွေတွေးနေလဲဆိုတာကိုဂရုစိုက်ပါတယ် because your life သင်ဘဝကဘယ်လိုပုံပေါ်လာမလဲဆိုရင် your life is shaped by your thought amen သင်တွေးတဲ့အတိုင်းပဲသင်ရဲ့အနာဂတ်မှာပုံပေါ်လာမှာဖြစ်တယ်သင်ဘာတွေတွေးနေလဲဘာတွေကိုသင်နှလုံးသားထဲမှာနေရာပေးထားလဲမကောင်းတာတွေးလေဆိုရင်တော့ဒီချာရဲ့သင်ရဲ့အနာဂတ်မှာမကောင်းတဲ့အရာတွေဖြစ်လာတယ်ဒါမှမဟုတ်သင်ဟာတမာတရားနဲ့အညီနှလုံးသားထဲမှာနှုတ်ကပတ်တော်ကိုနေရာပေးရဆိုရင်တော့သင်ဘဝမှာဘုရားရဲ့ဂတိတော်တွေပြည့်စုံလာမှာဖြစ်တယ်ဟာလေလုယာဆိုတော့ဒါဆိုရင်ကျွန်တော်ရဲ့နှလုံးသားကိုဘာနဲ့စောင့်ရှောက်မလဲအရေးကြီးဆုံးကျွန်တော်တို့ဟာနှလုံးသားကိုစောင့်ရှောက်ရမယ့်အရာကနှုတ်ကပတ်တော်ဖြစ်ပါတယ်။ဒီမဲ့နှုတ်ကပတ်တော်နေညမပြည့်ကြည့်ရှုဖတ်ယူခြင်းနားထောင်ခြင်းအပြင်နှလုံးသားကိုစောင့်ရှောက်လို့ရတယ်။ဒီတော့တန်ခန်းကြီး၄အခန်းငယ်20ကနေ22ထဲမှာဗာရေးလဲဆိုရင်ငါသားငါစကားကိုနားထောင်လို့ငါဟောပြောချက်တော်ကိုနားသွင်းလို့တင့်မျက်မှောက်မှာမပွားစေနဲ့နှလုံးအတွင်း၌စောင့်ထားလို့အကြောင်းမူကားထိုတရားစကားကိုတွေးရတော့သူတို့သည်အသက်ရှင်ခြင်းတကိုယ်လုံးကျမ်းမာခြင်းအကြောင်းကိုတွေးရပြီလို့ရေးထားတာဖြစ်ပါတယ်ဟာလေလုယာဆိုတော့ကျမ်းစာပြောရတယ်ဘာနဲ့စောင့်ရှောက်ရမလဲဖခင်ရဲ့တရားတော်နဲ့စောင့်ရှောက်ရမယ်အာမင်နှုတ်ကပတ်တရားတော်ကိုသင်ဟာနေ့ညမပြတ်ဖတ်တဲ့သူဖြစ်ဖို့နှုတ်ကပတ်တော်ဖတ်ပြီးတော့အဲ့ဒီနှုတ်ကပတ်တော်ကပြောတဲ့အရာကိုဆင်ခြင်တဲ့နှလုံးသားဖြစ်ဖို့ခဏတော့ကျွန်တော်ပြောတယ်နှလုံးသားကဘာလုပ်လဲတော့တွေးတယ်တရားလောကကပြောတဲ့သတင်းတွေကိုတွေးရမှာတိုင်းပြည်အခြေအနေစီးပွားရေးအခြေအနေအဲ့ဒီအရာတွေကိုတွေးရမှာမို့ပြဿနာတွေကိုတွေးရမှာမို့ဖခင်ရဲ့ဂတိတော်ဖြစ်တဲ့နှုတ်ကပတ်တော်ကိုဖတ်ပြီးအဲ့ဒီနှုတ်ကပတ်တော်နှလုံးသွင်းရတနည်းအားဖြင့်တွေးခိုင်းတာနှလုံးသားကနေပြီးတော့ဒီနှုတ်ကပတ်တော်နေရာပေးပြီးပါလို့ရမယ်တဲ့နှလုံးအတွင်းမှာစောင့်ရှောက်ပါထိုတရားစကားကိုတွေးရတဲ့သူတွေဟာအသက်ရှင်ခြင်းတကူလုံးကျမ်းမာခြင်းကြောင့်တွေ့မယ်မိတ်ဆွေသင်ဒီနေ့နှုတ်ကပတ်တော်ကိုတည့်ရဲ့နှလုံးသားတွေ့ဖို့ကျွန်တော်ဆုတောင်းပေးတယ်
ကပတ်တော်ကိုဖတ်တဲ့အခါမှာနှုတ်ကပတ်တော်ထဲမှာဖခင်ခင်ပေးတဲ့ဂတိတော်တွေတွေ့သွားပြီးတော့တဲ့နှလုံးသားဆွဲလန်းဖို့ကျွန်တော်ကောင်းချီးပေးဟာလေလုယာတဲ့နှလုံးသားကနှုတ်ကပတ်တော်ကိုတွေးရဆိုရင်ဖခင်ရဲ့ဂတိတော်ကိုတွေးရဆိုရင်တဲ့အတ္တတာ your life is shaped by your thought your life is shaped by your thought then တွေးတဲ့အတိုင်းပဲသင်ဘဝပေါ်ပေါ်လာတယ်အာမင်သင်စိုးရင်စရာတွေတွေးရင်စိုးရင်စရာတွေတွေးတယ်ဆိုရင်ကြောက်ရွံ့တဲ့အနာဂတ်တွေဆုံးရှုံးတဲ့အနာဂတ်တွေပဲသင်ပိုင်ဆိုင်တယ်ဒါပေမဲ့သင်ဟာနှုတ်ကပတ်တော်ကိုတွေးတယ်နှုတ်ကပတ်တော်ကိုနေရာပေးတယ်ဒါဆိုရင်တော့သင်ဘဝမှာဘုရားရဲ့ဂတိတော်ကနေရာယူလိမ့်မယ်ပြီးတော့သင်ဟာနှုတ်ကပတ်တော်ကိုကိုယ်တိုင်ဖတ်ယူတာမကဝိညာဉ်တော်နဲ့ပြည့်ဝတယ်ဝိညာဉ်ခေါင်းဆောင်သင်ရဲ့ခေါင်းဆောင်ဝိညာဉ်ခေါင်းဆောင်ရဲ့နှုတ်ကပတ်တော်နားထောင်ဖို့လိုတယ်ဒီမှာတုတ်သက်ဆရာပြောတယ်ငါသားငါစကားကိုနားထောင်တော့ငါဟောပြောချက်တို့ကိုနားသွင်းတော့တယ်ဒါဆိုရင်တင့်ရဲ့ခေါင်းဆောင်ရဲ့တုံ့တင်ချက်ဆုံးမတဲ့အရာဟောပြောတဲ့နှုတ်ကပတ်တော်သင်ကြားဖို့လိုတယ်အဲ့ဒီတရားလေးကိုချိန်ချိန်နားထောင်ဖို့လိုတယ်ဟာလေလုယာဒါဆိုရင်တဲ့ထက်မှာဗာနေရယူလာမလဲနှုတ်ကပတ်တော်နေရယူလာလိမ့်မယ်နှလုံးသားထဲကိုသင်ကြားတဲ့အရာတွေကဝင်သွားလိမ့်မယ်သင်ဖတ်တဲ့အရာတွေကဝင်သွားလိမ့်မယ်သင်မြင်တဲ့အရာတွေကဝင်သွားလိမ့်မယ်ဟာလေလုယာဆိုတော့နှုတ်ကပတ်တော်ကိုနေညာမပြတ်ကြည့်ရှုဖတ်ရဖို့လိုတယ်ထိုတရားစကားကိုတွေ့ရင်သင်ဟာအသက်ရှင်ခြင်းနဲ့တကူလုံးကျမ်းမာခြင်းအကြောင်းကိုတွေ့လာလိမ့်မယ်အာမင်သင်ရဲ့နှလုံးသားကိုနှုတ်ကပတ်တော်နဲ့စောင့်ရှောက်ပါလို့ကျွန်တော်ပြောပြချင်တယ်အာမင်ဒီနေ့ဒီမှာနှုတ်ကပတ်တော်နားထောင်နေတဲ့ယုံကြည်သူမျိုးမောင်မတွေသင်ရဲ့သက်တာထဲမှာနေ့တိုင်းဒီနေ့ကစပြီး2026မှာနေ့တိုင်းကျမ်းစာဖတ်ခြင်းနှုတ်ကပတ်တော်နားထောင်ခြင်းဖျားဝတ်၌မွေ့လျော်ခြင်းဆုတောင်းခြင်းနဲ့အချိန်ယူပါအာမင်သင်ရဲ့နှလုံးသားကိုစောင့်ရှောက်ပါဒါဆိုရင်သင်ရဲ့အနာဂတ်မှာကောင်းစားခြင်းနဲ့ကြွယ်ဝခြင်းကျမ်းမာခြင်းတွေနေရာယူလာမှာဖြစ်တယ်ဆိုတော့ကိုပြောပြရင်းနဲ့ဒီနှုတ်ဘက်တော်နဲ့ခေါ်အားပေးခြင်းနဲ့အရောက်ချင်းစီတိုင်းအပေါ်မှာဘုရားခင်ကောင်းကြီးပေးပါစေ